အိန္ဒိယနဲ့သီရိလင်္ကာကိုပင်လယ်အလယ်ကနေတကယ့်တရားတစ်ခုဆက်ထားနိုင်နေဆိုရင်တင်ယုံမလားဂျိုးတို့ဓာတ်ပုံတွေထဲမှာတော့ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ဒီထူးဆန်းတဲ့ဖွဲ့စည်းပုံကိုလူအများက Adam's Bridge လို့ခေါ်ကြပါတယ်ပုံတရံကြောင့်တရားလိုမြင်ရပြီးမြဲလူသွားလာလို့ရတဲ့ concrete တရားမဟုတ်ဘဲပင်လယ်အလယ်မှာစက်တိုက်တန်းစီနေတဲ့တဲကျိုးများထူပါတယ် Adam's Bridge ဟာအိန္ဒိယနိုင်ငံတမီလ်နာဒူပြည်နယ်ယာမေဆွာရမ်ကနေစပြီးတိရိလာနာနိုင်ငံမန်ဒါကျွန်းအထိဆက်သွယ်ထားသလိုမြင်ရပြီးအလျားအခေခန့်မှန်းခြေ48ကီလိုမီတာခန့်ရှိပါတယ်။ဒီနေရာကိုအိန္ဒိယဘက်မှာတော့ရာမာစေတူလို့ခေါ်ကြပြီးဟိန္ဒူဘာသာရေးယုံကြည်ချက်နဲ့နက်နက်ရှိရှင်းဆက်နွယ်နေပါတယ်။ယာမယနာဇလန်အရာဖျားယာမကသူ့ဇနီးစီတာဒေဝီကိုကေတင်ဖို့တိရိလင်္ကာကိုဝင်ရောက်ရန်ပင်လယ်ပေါ်မှာတရားတစ်ခုစောက်ခဲ့တယ်လို့ယုံကြည်ကြပါတယ်။သို့သောသိပ္ပံအမြင်အရကြည့်မယ်ဆိုရင်Adam's Bridge ဟာလူလုတရားမဟုတ်ဘဲပင်လယ်ရေလိုင်းများတဲလှုပ်ရှားမှုများနဲ့ရေမျက်နှာပြင်အမြင့်နှိမ်ပြောင်းလဲမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့သဘာဝတဲကျွန်းတန်းတစ်ခုဖြစ်နိုင်ခြေမြင့်တယ်လို့သိပ္ပံပညာရှင်အများစုကယူဆကြပါတယ်။ NASA ရဲ့ဂျိုရူဓာတ်ပုံတွေမှာဒီတဲကျွန်းတန်းကိုမြင်နိုင်ပေမဲ့လူလုဖြစ်ကြောင်းကိုတော့သိပ္ပံနည်းညက်ကြအတည်ပြုထားခြင်းမရှိသေးပါဘူး။ထို့အပြင် Adam's Bridge အနီးမှာရှိတယ်လို့လူအများပြောကြတဲ့ရေပေါ်ကြောက်တုံးများကြောင့်လည်းဒီနေရာဟာပိုမိုလူပြောများလာပါတယ်။ဘာသာရေးယုံကြည်ချက်အရဒီကြောက်တုံးတွေဟာဖျားယာမရဲ့နာမည်ကြောင့်မမြုပ်ဘဲရေပေါ်မှာပေါ်နေတယ်လို့ယုံကြည်ကြပေမယ့်သိပ္ပံဘက်ကတော့အဲ့ဒီကြောက်တွေဟာအတွင်းလေအပေါက်များတဲ့ပြူမစ်ကြောက်ကဲ့သို့တဘာဝကြောက်အမျိုးအစားဖြစ်နိုင်တယ်လို့ရှင်းပြကြပါတယ်။အချင်းချိုအဖြစ် Adam's Bridge ဟာအိန္ဒိယနဲ့သီရိလင်္ကာကိုဆက်သွယ်ထားသလိုမြင်ရတဲ့တဘာဝဖွဲ့စည်းပုံတစ်ခုဖြစ်ပြီးဘာသာရေးယုံကြည်မှုနဲ့တိဖက်အမြင်ကြားအငင်းကွာမှုတွေကြောင့်ယနေ့အချိန်ထိအိန္ဒိယမှာလူအများစိတ်ဝင်စားစရာအကြောင်းအရာအထိဆက်လက်ပြောဆိုနေကြတာဖြစ်ပါတယ်